အားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဥမာကြီးကင်ဆာဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားမှာပါဥမာကြီးကင်ဆာကအဖြစ်များတဲ့ကင်ဆာတွေထဲကတစ်ခုပါကမ္ဘာမှာရောမြန်မာမှာပါအဖြစ်များပါတယ်ဘာတွေကြောင့်ဖြစ်တာလဲဘယ်သူတွေပိုဖြစ်နိုင်လဲဆိုတာသိထားသင့်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုကင်ဆာဖြစ်နိုင်တဲ့အချက်တွေထဲမှာကိုယ်နဲ့ကိုက်ညီနေတဲ့အချက်ရှိနေရင်ဥမာကြီးကင်ဆာမဖြစ်အောင်စောစောစီးစီးဆင်ခြင်နိုင်မှုအတွက်ပါဥမာကြီးကဝမ်ပိုက်တစ်ခုလုံးရဲ့နေရာတော်တော်များများကိုယူထားပါတယ်။ဝမ်ပိုက်ရဲ့ညာဘက်အောက်ပိုင်းကနေအပေါ်ကိုတက်တာရယ်ပြီးတော့ချက်အပေါ်နားကနေဘယ်ဘက်ကိုကန့်လန့်ဖြတ်သွားတယ်။ပြီးတော့ဝမ်ပိုက်ရဲ့ဘယ်ဘက်အောက်ပိုင်းကိုဆင်းသွားတယ်။နောက်ဆုံးမှာအနောက်ထဲကိုဝင်ပြီးမစင်အိမ်နဲ့သွားဆက်ပါတယ်။ဥမာကြီးကလမ်းကြောင်းကတော်တော်ရှည်ပါတယ်။မစင်အိမ်ပါအပါဥမာကြီးတစ်လျှောက်ဘယ်နေရာမှာမဆိုကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက်သတိထားဖို့လိုပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမှာတော့ဘလို့အချက်တွေကြောင့်ဥမာကြီးကင်ဆာဖြစ်နိုင်တာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။ကင်ဆာရဲ့တဘာဝအတိုင်းဆဲပွားတာပုံမှန်မဟုတ်ရာကနေစပြီးကင်ဆာဖြစ်လာတာပါ။ဘာကြောင့်ဆဲတွေပုံမှန်မဟုတ်ပဲပွားနေရတယ်လဲဆိုတာကိုတော့သိကြတဲ့အဖြေမရှိသေးပါဘူး။ဘယ်သူတွေဖြစ်နိုင်တယ်လဲ။ဘာကြောင့်ဖြစ်တာလဲဆိုတာမသိပေမဲ့အခုပြောပြမယ့်အချက်တွေရှိနေရင်ဥမာကြီးကင်ဆာဖြစ်နိုင်ခြေများပါတယ်။အသက်ကြီးလေးဥမာကြီးကင်ဆာဖြစ်နိုင်ခြေများလေးပါပဲအထူးသဖြင့်အသက်50ကျော်လာရင်မှာအရင်ကတော့အသက်ကြီးရဲ့သူတွေမှာပဲအဓိကတွေ့ရပြီးခုနောက်ပိုင်းစားတောက်နေထိုင်မှုတွေကြောင့်ငငယ်ရွယ်ရွယ်နဲ့ဥမာကြီးကင်ဆာဖြစ်တဲ့သူတွေများလာတာကိုလည်းတွေ့ရပါတယ်ဥမာကြီးကင်ဆာမျိုးရှိရင်လည်းအသက်ငယ်ငယ်နဲ့ဖြစ်နိုင်ပါတယ်ဥမာကြီးအသက်ဘိုးရှိတဲ့သူတွေအသက်ဘိုးရှိတိုင်းတော့ကင်ဆာမဖြစ်ပါဘူးဒါပေမဲ့အသက်ဘိုးက1စင်တီမီတာထက်ကြီးတဲ့အခါ3ခုထက်များတဲ့အခါအသက်ဘိုးကိုစစ်ဆေးကြည့်လိုက်လို့ပုံမမှန်နဲ့ဆဲရီပါနေတဲ့အခါကင်ဆာဖြစ်နိုင်ခြေများပါတယ်။ဥမာကြီးရောင်ရမ်းတဲ့ယောဂရှိနေတာနာတာရှိဥမာကြီးရောင်ရမ်းတဲ့ယောဂရှိတဲ့အခါကင်ဆာဖြစ်နိုင်ခြေကပိုများလာပါတယ်။နာတာရှိရောင်ရမ်းနေတဲ့အတွက်ဥမာကြီးကဆဲရီပျက်စီးကုန်လို့ပါ။ဒါကြောင့်ဒီလိုယောဂအခန်းတွေရှိရင်ဥမာကြီးကင်ဆာပုံမှန်စစ်ဆေးသင့်ပါတယ်။မျိုးရိုးလိုက်တာမိသားစုထဲမှာဦးအသက်ဘိုးဒါမှမဟုတ်ဥမာကြီးကင်ဆာမျိုးရိုးရှိရင်ကို့မှာဖြစ်နိုင်ခြေလည်းများလာပါတယ်။အသက်ငယ်ငယ်နဲ့လည်းဖြစ်နိုင်ပါတယ်။လေ့လာချက်တွေအရဥမာကြီးကင်ဆာဖြစ်တဲ့သူ3ယောက်မှာ1ယောက်ကမျိုးရိုးကြောင့်ဥမာကြီးကင်ဆာဖြစ်တာကိုတွေ့ရပါတယ်။မျိုးရိုးဗီဇယောဂများ Lynch syndrome တို့ familial adenomatous polyposis တို့လိုမျိုးရိုးဗီဇယောဂရှိတဲ့သူတွေမှာဥမာကြီးကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။အဝလွန်နာကဥမာကြီးကင်ဆာအပါအဝင်တခြားကင်ဆာတွေတခြားယောဂတွေကိုပါဖိတ်ခေါ်နေတယ်လို့ပါပဲလှုပ်လှုပ်ရှားရှားမနေတာလှုပ်လှုပ်ရှားရှားမနေဘူးဆိုရင်အဝလွန်လာပြီးဥမာကြီးကင်ဆာဖြစ်နိုင်ခြေလဲတက်လာမှာပါစားတောက်မှုပုံစံအနီရောင်အသားတွေပြုပြင်ထားတဲ့ကြာရှည်ခံအောင်လှုပ်ထားတဲ့အသားတွေကကင်ဆာဖြစ်နှုန်းကိုများစေပါတယ်မီးပြင်းပြင်းချက်ထားတဲ့အကြော်လော်တွေအကင်တွေကလည်းကင်ဆာဖြစ်စေတဲ့ drug ပေါင်းတွေထွက်စေတယ်ဆိုပေမဲ့ထပ်ပြီးလေ့လာဖို့လိုပါသေးတယ်။ဗီတာမင်ဒီချွတ်တဲ့ရင်လည်းကင်ဆာဖြစ်နိုင်ခြေများတယ်လို့လည်းဆိုကြပါတယ်။ဒါကြောင့်လက်ဆက်တဲ့အသီးရွက်တွေများများစားပြီးပြုပြင်ထားတာတွေချိုလွန်းတာတွေကိုလျှော့စားသင့်ပါတယ်။အနီရောင်အသားကိုအလွန်အကျွံစားတာမျိုးလည်းရှောင်သင့်ပါတယ်။ဆေးလိပ်တခြားကင်ဆာတွေလိုပဲဥမာကြီးကင်ဆာကဆေးလိပ်တောက်ရင်ဖြစ်နိုင်ခြေပိုများပါတယ်။အရက်တတ်နိုင်ရင်တော့မတောက်တာကောင်းပါတယ်။အထူးသဖြင့်မျိုးရိုးရှိတဲ့သူတွေပါဆေးပြိုဝါဖြစ်တောက်တာကတော့ဖြစ်နိုင်ခြေကိုများစေလိုပါစီဂျိုယောဂရှိတဲ့သူတွေကပိုပြီးသတိထားသင့်ပါတယ်စီဂျိုကနေကင်ဆာဓာတ်ရိုက်ဖြစ်စေတာမဟုတ်ပေမဲ့ဖြစ်စေတဲ့အကြောင်းရင်းတွေဥပမာအဝလွန်တာအဆီအစိမ့်တွေစားတာတူနေတာကြောင့်စီဂျိုယောဂရှင်တွေကကင်ဆာဖြစ်နိုင်ခြေပိုများလာရတာပါဒီအချက်တွေရှိတိုင်းလဲကင်ဆာဖြစ်ကိုဖြစ်မှာမဟုတ်ပေမဲ့ဥမာကြီးကင်ဆာအပါအဝင်တခြားယောဂတွေအတွက်လဲမကောင်းတဲ့အကျင့်တွေဖြစ်တာကြောင့်စောစောစီးစီးပြင်ဆင်နိုင်လေပိုကောင်းလေပါပဲဒီလောက်ဆိုရင်တော့ဥမာကြီးကင်ဆာဖြစ်နိုင်တဲ့အချက်တွေကိုအနည်းငယ်သိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်